ပမှာရောက်နေတဲ့သူတွေရောကျန်းမာရေးအာမခံဝယ်လို့ရလားမင်္ဂလာပါရှင်ကျမတို့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝင်းဖြစ်ပါတယ်ရှင်နိုင်ငံခြားမှာနေထိုင်နေတဲ့အလုပ်လုပ်ကိုင်နေတဲ့မိတ်ဆွေတွေအနေနဲ့ကျမတို့လိုပြည်ပမှာရောက်နေတဲ့သူတွေကရောကျန်းမာရေးအာမခံဝယ်လို့ရလားဆိုပြီးတော့အမေးများနေတဲ့အတွက်ဒီနေ့မှာဖြေကြားပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါဦးနော်အမှန်တိုင်းပြောရရင်ကျန်းမာရေးအာမခံကပြည်ပမှာတစ်ဆက်တည်းရက်60ကျော်နေထိုင်ရင်အကျုံးမဝင်ပါဘူးရက်60ကျော်မှဆေးကုမယ်ဆိုရင်အာမခံအကာအကွယ်မရရှိနိုင်ပါဘူးဒါကြောင့်နိုင်ငံခြားမှာအလုပ်လုပ်ကိုင်နေတဲ့သူတွေအကြာကြီးနေမဲ့သူတွေအတွက်ဒီအာမခံအစီအစဉ်ကတိတ်အဆင်မပြေလှပါဘူးဒါပေမဲ့စိတ်မပူပါနဲ့ကျမတို့ပြည်ပရောက်နေတဲ့သူတွေအတွက်အထူးကိုက်နေတဲ့ဘယ်နိုင်ငံရောက်အကာအကွယ်ရမယ့်အာမခံတွေရှိပါတယ်ပထမဆုံးကတော့မတော်တဆမှုအာမခံပါကျမတို့ပြည်ပမှာပဲနေမြန်မာပြည်ပြန်လာတာပဲဖြစ်ဖြစ်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရရင်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီအတွက်သူသတ်မှတ်ထားတဲ့အတိုင်းရော်ကြေးငွေရရှိမှာဖြစ်ပြီးသေဆုံးမှုအကျိုးခံစား권ပါဝင်တာဖြစ်လို့အလုပ်လုပ်နေရတဲ့သူတွေအတွက်အခြေခံအကျဆုံးအကာအကွယ်ပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျမတို့ယောဂကြီး36မျိုးအတွက်အာမခံဖြစ်ပါတယ်ကျမတို့နှလုံးကြောက်ကစတဲ့ပြင်းထန်ယောဂကြီးတွေဖြစ်လာရင်သူ့သတ်မှတ်ယောဂအဆင့်နဲ့ကိုက်ညီတာနဲ့အာမခံငွေကိုတစ်လုံးနဲ့ထုတ်ပေးတာဖြစ်ပါတယ်ဒီငွေနဲ့ကျမတို့နိုင်ငံခြားမှာပဲကုသမလားကျမတို့မြန်မာပြည်ပြန်လာမလားစိတ်ကြိုက်ကုသလို့ရပါတယ်တတိယတစ်ခုကတော့ကင်ဆာကဲရိုက်တာဖြစ်ပြီးတော့ကင်ဆာအကာအကွယ်ပါအခုခေတ်မှာကင်ဆာကအဖြစ်အများဆုံးဖြစ်လို့တို့ကနဦးအဆင့်ကနေနှောင်းပိုင်းအဆင့်ထိအာမခံငွေကိုအပြည့်အဝထုတ်ပေးမယ်ပလန်မျိုးကိုစီစဉ်ထားမှစိတ်အေးရမှာဖြစ်ပါတယ်နောက်ဆုံးအကြံပေးချင်တာကတော့ကျမတို့ AI မြန်မာရဲ့ protection အကောင်းဆုံးဖြစ်တဲ့ Universal Life တသက်တာရွေးချယ်အသက်အာမခံပဲဖြစ်ပါတယ်ဒါကပြည်ပမှာနေထိုင်နေသူတွေအတွက်အထူးသင့်လျော်တဲ့အာမခံပဲဖြစ်ပါတယ်ကျမတို့ပင်ပန်းခံရှာထားတဲ့ပတ်စံတွေကိုစုဆောင်းရလဲရောက်တယ်အကျိုးအမြတ်ခံစား권တွေလည်းပါဝင်တာကြောင့်ကျမတို့ယင်းနှိမ့်မြုပ်နှံမှုလည်းဖြစ်တယ်မိသားစုအတွက်အသက်အာမခံအကာအကွယ်လည်းပါပြီးသားမို့ကျမတို့တစ်ချက်ခုတ်သုံးချက်ပြတ်မဲ့အာမခံအစီအစဉ်ပဲဖြစ်ပါတယ်ပြည်ပမှာအလုပ်လုပ်ကိုင်နေတော့ကိုနဲ့ကိုမိသားစုရဲ့အနာဂတ်အတွက်ခိုင်မာတဲ့ backup plan ရှိထားဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်ကျမတို့ပင်ပန်းခံရှာထားတဲ့ပတ်စံတွေစုမိယုံတာမကဘဲနဲ့ကျမတို့မတော်တဆထိခိုက်မှုတွေနဲ့ပြင်းထန်ယောဂကြီးတွေအတွက်ပါကျန်းမာရေးအကာအကွယ်ကြိုတင်ရယူထားနိုင်လို့တကမ္ဘာလုံးကဘယ်နိုင်ငံမှာပဲရှိစိတ်အေးလက်အေးအလုပ်လုပ်နိုင်မှာပါဒီနေ့ကျွန်မပြောပြပေးတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်တခြားသိလို့တဲ့မေးခွန်းလေးတွေရှိလို့ရှိရင်လည်း comment မှာမှတ်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်တင်နဲ့ဘလို့ကျန်းမာရေးအကာအကွယ်ဘလို့စုဆောင်းမှုနဲ့ရင်းနှီးမြှုပ်နှံမှု plan တွေကိုရွေးချယ်ရမလဲဆိုတာကိုအသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်တာယာပျော်ရွှင်တဲ့နေ့